Hello ဒီနေ့မှာတော့ဒီ Baby Octopus keychain ထိုးနည်းလေးပြပြပေးသွားပါမယ်။ခြေကိုတော့မြန်မာခြေ5 ply အသုံးပြုထားပါတယ်။အစိုက်လေးကတော့3mm အပ်ပဲဖြစ်ပါတယ်။ပထမဆုံးကျမတို့ magic ring လေးလုပ်ပါမယ်။ပြီးရင်ကျမတို့ဒီ magic ring ထဲမှာတိုင်တိုထိုးရမှာပဲဖြစ်ပါတယ်။ဆိုတော့ magic ring ထဲမှာတိုင်တို6တိုင်ထိုးပါမယ်။2 3 4 5 6ဆိုတော့တိုင်တို6တိုင်ထိုးပြီးပြီဆိုရင်ကျမတို့ဒီကြိုးလေးကိုဆွဲလိုက်ပါမယ်။ဆွဲပြီးတော့အပေါက်ကိုပိတ်လိုက်မယ်နော်ဒါဆိုရင်ကျမတို့ round 1ပြီးသွားပြီပေါ့နော်ရှက်ကောနဲ့မဆက်ပါဘူးကျမတို့ဒီမှာပဲ round 1ပြီးသွားတာပါဆိုတော့ပထမဆုံးအပေါက်မှာလည်းဒါအခု round 2စထိုးပြီနော်ဒီပထမဆုံးထိုးထားတဲ့အပေါက်မှာကျမတို့ကတိုင်တိုနှစ်တိုင်ပေါ့နော်တနည်းအားဖြင့်အပွားထိုးရမှာပဲဖြစ်ပါတယ်ဆိုတော့ကျမတို့ပထမဆုံးထိုးတဲ့တိုင်တိုကိုကျမတို့ကမာကာလေးနဲ့တစ်ခါတည်းမှတ်ထားပါမယ်ဆိုတော့တပေါက်ကိုတိုင်တိုနှစ်တိုင်ပေါ့နော်အပွားပေါ့ထိုးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီတပေါက်မှာတိုင်တိုနှစ်တိုင်ထိုးတယ်နောက်ကျန်တဲ့5ပေါက်ကိုလည်းတိုင်တိုနှစ်တိုင်စီအပွားထိုးရမှာပဲဖြစ်ပါတယ်ဒီတပေါက်မှာလည်းအပွားထိုးမယ်အဲ့လိုပဲကျန်တဲ့အပေါက်တွေလည်းအပွားထိုးမယ်နော်ဒီအစုံနေရာမှာပြင်ပြပေးပါမယ်ဆိုတော့ဒီအစုံနောက်ဆုံးတစ်ပေါက်ပေါ့နော်နောက်ဆုံးတစ်ပေါက်မှာလည်းကျွန်မကအပွားထိုးလိုက်ပါတယ်ဆိုတော့ဒါက round 2ပြီးသွားပြီ round 2ပြီးသွားပြီဆိုရင်ကျမတို့ကဒီမှတ်ထားတဲ့နေရာရောက်ပြီဆို round 3စပြီเนาะ round 3မှာကျတော့ကျမတို့ကပထမဆုံးတစ်ပေါက်ကိုတိုင်တိုတစ်တိုင်ထိုးမယ်ပြီးရင်အဲ့ဒီနေရာပထမဆုံးအပေါက်ဖြစ်တဲ့အတွက်မာကာမှတ်မယ်ဒုတိယတစ်ပေါက်ကိုကျတော့ကျမတို့အပွားထိုးပါမယ်ပြီးတော့တတိယတစ်ပေါက်ကိုเนาะတိုင်တိုတစ်တိုင်ပြန်ထိုးမယ်နံပါတ်4ပေါက်ကိုအပွားထိုးမယ်အဲ့လိုမျိုးတိုင်တိုတစ်တိုင်အပွားကိုတလဲစီထိုးသွားပေးရမှာပဲဖြစ်ပါတယ်เนาะဒီတစ်ပေါက်မှာတိုင်တိုတစ်တိုင်ထိုးမယ်နောက်တစ်ပေါက်မှာအပွားပြန်ထိုးမယ်အဲ့လိုမျိုးတလဲစီထိုးသွားမယ်ဒီအစုံနေရာရောက်တဲ့ဆိုရင်ကျွန်မပြန်ပြပေးပါမယ်မှတ်ထားတဲ့နေရာမတိုင်ခင်ပါเนาะဟုတ်ကဲ့ပါကျမအခုဒီမှာမှတ်ထားတဲ့နေရာရောက်ပြီဆိုတော့မှတ်ထားတဲ့နေရာရောက်ပြီဆိုရင်ကျမတို့က round 3ပြီးတော့ round 4စထိုးပြီပေါ့နော်ဆိုတော့ပထမဆုံးတစ်ပေါက်မှာတိုင်တိုတစ်တိုင်ထိုးမယ်ပြီးတော့အဲ့နေရာကိုမာကာလေးနဲ့မှတ်မယ်အခုကျမတို့ထိုးမယ် round 4ကကြတော့တိုင်တိုနှစ်တိုင်နော်တစ်ပေါက်မှာတစ်တိုင်နှစ်ပေါက်ထိုးပြီးတတိယတစ်ပေါက်မှာကအပွားထိုးရတယ်ပေါ့နော်ဆိုတော့တိုင်တိုနှစ်တိုင်ပြီးတော့နောက်တစ်ပေါက်မှာအပွားအဲ့လိုထိုးရမယ်ဆိုတော့နောက်တစ်ခါတိုင်တိုတစ်တိုင်နောက်တစ်ပေါက်မှာတစ်တိုင်ဆိုတော့နှစ်တိုင်တတိယတစ်ပေါက်မှာအပွားထိုးရမှာမယ်ဆိုတော့တိုင်တိုနှစ်တိုင်ပြီးတော့တတိယတစ်ပေါက်မှာအပွားအဲ့လိုမျိုးပတ်လေထိုးမယ်မှတ်ထားတဲ့နေရာရောက်လို့ရှိရင်ကျွန်မပြန်ပြောပြပေးပါမယ်ဟုတ်ပြီကျမတို့ဒါ round 4ပြီးသွားပြီเนาะမှတ်ထားနေရရောက်ပြီ round 5ကိုစမယ် round 5ကိုစဖို့ရန်အတွက်လည်းဒီမှတ်ထားတဲ့နေရာမှာတိုင်တိုတစ်တိုင်ထိုးမယ် round 5မှာကျတော့ကျမတို့ကတိုင်တို3တိုင်အပွားတစ်တိုင်အဲ့လိုမျိုးထိုးရမှာပဲဖြစ်ပါတယ်ဆိုတော့ပထမတစ်ပေါက်တိုင်တိုတစ်တိုင်ဒုတိယတစ်ပေါက်လည်းတိုင်တိုတစ်တိုင်တတိယတစ်ပေါက်လည်းတိုင်တိုတစ်တိုင်ဆိုတော့တိုင်တို3တိုင်เนาะစတုထတစ်ပေါက်ပေါ့စတုထတစ်ပေါက်မှာကျတော့အပွားတစ်ခုထိုးတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့တိုင်တိုတစ်တိုင်နောက်တစ်ပေါက်မှာနှစ်တိုင်နောက်တစ်ပေါက်မှာ3တိုင်တိုင်တို3တိုင်4ပေါက်မြောက်မှာအပွားတစ်ခုအဲ့လိုမျိုးကျမတို့ကတိုင်တို3တိုင်အပွားတစ်ခုကိုတလဲစီပတ်လေထိုးရမယ်အစုံနေရာရောက်ကိုကျမပြန်ပြပေးပါမယ်ဟုတ်ကဲ့ပါအခုကျမအစုံနေရာရောက်ပြီအစုံနေရာဆိုတော့round 5ပြီးတာ round 6စထိုးပြီး round 6ကကြတော့ကျမတို့
တိုင်တိုတတိုင်စီပဲထိုးမယ်နော် round 6အပွားတွေမရှိတော့ဘူး round 6ကနေကျမတို့ကတိုင်တိုတတိုင်စီပဲထိုးပါမယ်ဆိုတော့ round 6ကနေ round 10အထိပေါ့နော် round 6ကနေ round 10အထိကိုကျမတို့ကအခုလိုပဲเนาะတိုင်တိုတတိုင်စီပဲထိုးထားပါမယ်ဆိုတော့တရိုးပြီးတိုင်းနောက်တရိုးကိုလည်းကျမတို့ကတိုင်တိုနဲ့ပဲထိုးမယ်ပေါ့နော်စုစုပေါင်းကျမတို့က round 10ထိထိုးမယ် round 10နားရောက်ရင်ကျမပြန်ပြပေးပါမယ်ဟုတ်ကဲ့ပါအခုဒါဆိုရင် round 10အဆုံးနေရာရောက်ပြီ round 10ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တရောင်းကိုထပ်ထိုးပါမယ်ဆိုတော့ round 11မှာကျတော့ကျမတို့ကနော်တိုင်တိုပထမတစ်ပေါက်ကိုတိုင်တိုတတိုင်ထိုးတယ်ပြီးရင်မာကာနဲ့မှတ်တယ်နော်ဒီဆက်တလိုင်းမြောက်မှာကျတော့ကျမတို့ကပထမ3ပေါက်ပေါ့နော်တစ်ပေါက်ထိုးပြီးပြီပထမ3ပေါက်ဒါနဲ့ဆို2ပေါက်3ပေါက်ပထမ3ပေါက်ကိုတိုင်တိုတတိုင်စီထိုးပြီးတော့မှကျန်2ပေါက်နောက်ထပ်2ပေါက်ကိုအယော့ထိုးတယ်ပေါ့နော်ဒီလိုအယော့ဆိုတာ2ပေါက်ကိုတစ်ပေါက်တည်းထိုးတယ်ဒီအရှိကအကျိုးလေးပဲယူပြီးတော့မှကျမတို့က2ပေါက်ကိုဒီလိုမျိုးတစ်ခါတည်းတစ်ပေါက်ဖြစ်အောင်ထိုးလိုက်တယ်ပြန်ပြမယ်နော်1နဲ့3အဲ့ဒါပြီးရင်ဒီမှာဒီတကြိုးအရှိရတကြိုးပဲယူတယ်အရှိရတကြိုးပဲယူတယ်ပြီးတော့ဒီမှာတိုင်အယော့ထိုးလိုက်တာနော်ဆိုတော့3တိုင်ထိုး3တိုင်အယော့တတိုင်အဲ့လိုမျိုးပတ်လေထိုးသွားမှာပဲဖြစ်ပါတယ်တတိုင်2တိုင်3တိုင်တိုင်တို3တိုင်နောက်တစ်ခုကိုအယော့ထိုးမယ်အယော့ဆိုရင်ကျမတို့က2ပေါက်ကိုတစ်ပေါက်ထဲဖြစ်အောင်ထိုးတယ်အရှိရကျိုးတကျိုးကိုပဲယူရနော်အဲ့လိုမျိုးဆိုတော့ဒီဟာအတိုင်းပဲကျမတို့ပတ်လေထိုးမယ်အဆုံးနေရာရောက်ရင်ကျမပြန်ပြပေးပါမယ်ဟုတ်ကဲ့ပါအဆုံးနေရာရောက်ပြီဆိုတော့နောက်ထပ်တစ် round ထိုးမယ် round 12မှာဆိုရင်ပထမဆုံး2ပေါက်ကိုတိုင်တိုတတိုင်စီထိုးမယ်เนาะဆိုတော့ပထမဆုံးတစ်ပေါက်ကိုတော့ကျွန်မမှတ်လိုက်တယ်ဒါဒုတိယတစ်ပေါက်ဖြစ်တယ်ပထမဆုံး2ပေါက်ကိုတိုင်တိုတတိုင်စီထိုးပြီးတော့နောက်ထပ်2ပေါက်ကိုအယော့ဆိုတော့2ပေါက်ကိုတစ်ပေါက်ဖြစ်အောင်ထိုးတာပဲဖြစ်ပါတယ်เนาะပြန်ပြပေးမယ်ပထမတစ်ပေါက်2ပေါက်ကိုတိုင်တိုတတိုင်စီထိုးတယ်နော်ပြီးတော့အယော့တစ်ခါထိုးတယ်အယော့ဆိုတာကကျမတို့ဒီ2ပေါက်ကိုတစ်ခါတည်းတစ်ပေါက်တည်းဖြစ်အောင်လို့ပေါင်းပြီးတော့မှထိုးလိုက်တာပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ခေါက်ပြမယ်1နဲ့တိုင်တို2ခါထိုးမယ်ပြီးတော့အယော့တစ်ခါထိုးပါမယ်နော်အဲ့လိုမျိုးကျမတို့ကပတ်လဲတလဲစီလောက်သွားမှာဖြစ်တယ်အဆုံးနေရာရောက်တဲ့ခါကျရင်ကျမပြန်ပြောပြပေးပါမယ်ဟုတ်ကဲ့ပါအဆုံးနေရာရောက်ပြီဆိုတော့ကျမကဒီနေရာမှာဆီလီကွန်လေးတွေလိုအပ်တဲ့လောက်ထည့်လိုက်ပါမယ်အဲ့ဒါပြီးပြီဆိုရင်ကျမနောက်ထပ် round တက်မယ်နော်ဆိုတော့အခုက round 13ပေါ့နော်13မှာကျတော့ကျမတို့ round 73ပေါ့နော်73လိုင်းမြောက်မှာကျတော့ကျမတို့ကပထမတစ်ပေါက်ကိုတိုင်တိုတတိုင်ထိုးမယ်နော်အဲ့ဒီတိုင်တိုကိုကျမတို့ကဒီ back loop မှာပဲထိုးရမှာဖြစ်ပါတယ်ဆိုတော့ကျမပြမယ်နော်ဒီ round number 73 line ကဒီလိုမျိုးပေါ့နော်ဒီ back loop မှာပဲထိုးရမှာဖြစ်ပါတယ်ဆိုတော့ကျမပထမဆုံးတစ်ပေါက်ကိုတိုင်တိုတတိုင်ထိုးလိုက်တယ် back loop မှာထိုးလိုက်တယ်ပြီးတော့ကျမမာကာလေးနဲ့မှတ်လိုက်မယ်ပြီးတော့နောက်တစ်ပေါက်ကိုကျတော့အယော့ထိုးမယ်အယော့ထိုးရင်ကျတော့လဲဒီ back loop ကိုပဲထိုးတယ်ဒီအနောက်ကတကြိုးကိုပဲထိုးတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးယူလိုက်တယ်ထိုးရလွယ်အောင်လို့ကျမနော်ပြီးရင်နောက်တစ်ပေါက်ကိုလည်းတိုင်တိုတတိုင်ပြန်ထိုးမယ်တိုင်တိုတတိုင်ပြီးတော့အယော့တစ်ခါပြန်ထိုးမယ်အယော့ဆိုရင်လည်းဒီ back loop ကိုပဲထိုးတယ်နော်အဲ့လိုမျိုးဆိုတော့တလဲစီပဲကျမတို့ကထိုးသွားမှာပဲဖြစ်ပါတယ်နောက်တစ်ခါပြန်ပြမယ်တိုင်တိုတတိုင်ထိုးမယ်ပြီးတော့အယော့တစ်ခါပြန်ထိုးမယ်အဲ့လိုမျိုး back loop ကိုပဲထိုးသွားမှာတလဲစီပေါ့နော်ဒီအဆုံးနေရာအထိအဲ့တိုင်းပဲထိုးသွားမယ်နော်အဆုံးနေရာရောက်ရင်ကျမပြန်ပြပေးပါမယ်ဟ
ဟုတ်ကဲ့ပါဒီမှာကျမအဆုံးနေရာရောက်ပြီအဆုံးနေရာရောက်ပြီဆိုရင်ကျမနောက်ထပ်တစ် row ပြန်တက်မယ်နံပါတ်14 row ပြောက်သွားနော်14ရောက်သွားဆိုတော့ round number 14မှာကျတော့ကျမတို့ကအယော့ပဲထိုးထားမယ်6ခုပေါ့နော်ဆိုတော့ဘာလို့နှစ်ပေါက်ကိုတစ်ပေါက်ထဲတစ်ခါလေးထိုးမယ်နော်ဆိုတော့ပထမတစ်ခုကိုမှကနေမှတ်လိုက်တယ်ဒီအယော့ထိုးတာကြတော့ရိုးရိုးဒီအရှိရကျိုးတကျိုးပဲယူတာဒါခါတိုင်းလိုပဲเนาะအယော့ထိုးတာဒီလိုမျိုးနှစ်ကျိုးယူတယ်တခါတည်းတစ်ပေါက်ထဲဖြစ်အောင်လုပ်လိုက်တယ်အတိုင်းပဲနောက်ထပ်နှစ်ပေါက်ကိုလည်းတစ်ပေါက်ထဲဖြစ်အောင်လုပ်လိုက်တယ်အယော့ထိုးလိုက်တယ်เนาะအဲ့လိုမျိုးကျမတို့6ခုထိုးသွားမယ်အဆုံးနေရာပြန်ပြောပြပါမယ်ဟုတ်ကဲ့ပါဒီမှာအဆုံးနေရာရောက်သွားပြီအဆုံးနေရာမှာဆိုရင်ကျမတို့ပထမဆုံးကမှတ်ခဲ့တဲ့တိုင်တိုးနေရာမှာရှက်ကော်လေးနဲ့လာပြီးတော့မှပိတ်လိုက်မယ်ပြီးတော့ကျမဗာလဲဖုတ်မီတစ်ခုထိုးမယ်เนาะထိုးပြီးရင်ကျမကျိုးညှက်လိုက်ပါမယ်ခက်ရှိရှိလေးညှက်လိုက်မယ်ပြီးရင်ဒီကျိုးပြန်သိမ့်မယ်ပေါ့เนาะဆိုရင်ဒါလေးအလုံးလေးတော့ပြီးသွားပြီဆိုတော့ကျမဒီအက်လေးနဲ့ဒီချီကိုထည့်ပြီးတော့မှဖွက်မယ်ပေါ့နော်ဒီနာကအပေါက်တွေကိုကျွန်မဒီလိုဒီအချီနဲ့ပြန်ပြီးတော့မှထိုးပြီးတော့ပိတ်လိုက်ပါမယ်ဒီလိုမျိုးပေါ့နော်ပြီးရင်ဒီဟာအဲ့လိုမျိုးကျိုးတွေကိုထိုးပြီးပြီဆိုလို့ရှိရင်ကျွန်မဒီကျိုးစာကိုလည်းတခါတည်းဒီအလုံးလေးထဲမှာပဲထည့်ပြီးမှတခါတည်းသိမ်းလိုက်မယ်နော်အဲ့ဒါပြီးရင်တော့ကျွန်မတို့ကျိုးစာညက်ပြီးရင်အဆုံးတက်လို့ရပါပြီဒါဆိုရင်တော့ကျမတို့ဒီကိုထည်လေးပြီးသွားပြီးခြေထောက်တွေဒီနားလေးမှာထိုးမယ်ပေါ့နော်ဒီ back loop ထိုးထားတဲ့နေရာလေးမှာထိုးရမှာပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးကျမတို့ဒီချီကိုslip knot အကွင်းလေးအရင်ဆုံးလုပ်မယ်နော်ပြီးပြီဆိုလို့ရှိရင်ကျမတို့ဒီအယုတ်ရဲ့ဒီ back loop နေရာပေါ့နော်အဲ့နေရာတကွင်းတစ်ပေါက်ထဲမှာဒီ slip knot ကိုဆွဲယူလိုက်မယ်ပြီးတော့ကျမဖွင့်ပြီး3ခါထိုးလိုက်မယ်နော်တဲ့နဲ့3ဖွင့်ပြီး3ခါထိုးမယ်ပြီးတော့ကျိုးကို2ခါရစ်မယ်နော်2ရစ်တိုင်ရှိပေါ့အဲ့ဒါကိုနောက်ထပ်တစ်ပေါက်နော်ဒီနောက်ထပ်တစ်ပေါက်မှာကျမတို့2ခါတစ်ပေါက်ထဲကို2ခါထိုးရမှာပဲဖြစ်ပါတယ်တဲ့နှစ်ခါရစ်မယ်အဲ့ဒီတစ်ပေါက်ထဲကိုပဲပြန်ထိုးမယ်နှစ်ကြိုးချင်းစီလွတ်မယ်နော်အဲ့ဒါပြီးရင်ဖုတ်မီ3ခါပြန်ထိုးမယ်1နဲ့3ဖုတ်မီ3ခါထိုးပြီးရင်တူရဲ့ဘေးနားကအပေါက်နော်နောက်ထပ်တစ်ပေါက်ပေါ့ပြောမယ်ဆိုနောက်ထပ်တစ်ပေါက်ထဲမှာရှက်ကော်နဲ့ပြန်လာဆက်မယ်ဆိုတော့ကျမတို့ကဒီစထိုးတော့ကကျိုးစလေးကိုလည်းတစ်ခါလေးသိမ်းပြီးမှထိုးသွားပါမယ်ဆိုတော့ခြေထောက်တစ်ချောင်းရပြီနောက်ထပ်ဖုတ်မီ3ခါပြန်ထိုးမယ်ပြီးတော့ကျိုးကို2ခါရစ်မယ်နောက်ထပ်တစ်ပေါက်ပေါ့နော်သူပေးနာအပေါက်ထဲမှာခုနအတိုင်းပဲ2ရစ်တိုင်ရှိကို2ခါထိုးရမှာပဲဖြစ်ပါတယ်တဲ့နဲ့2ခါထိုးပြီးပြီဆိုရင်ဖုတ်မီတဲ့နဲ့3ခါပြန်ထိုးမယ်ထိုးပြီးရင်အဲ့ဒီအခုထိုးထားတဲ့အပေါက်ရဲ့ဘေးနားကအပေါက်ထဲမှာတစ်ခါပြန်ပြီးတော့ရှက်ကော်လုပ်ပါမယ်နော်ဒါဆိုရင်6ရောက်တော့နောက်တစ်ခါထပ်ပြမယ်ဖုတ်မီ3ခါထိုးမယ်ပြီးတော့2ရစ်တိုင်ရှိနောက်တစ်ပေါက်ထဲမှာ2ရစ်တိုင်ရှိ2ခါထိုးမယ်တဲ့နဲ့2ခါပြီးရင်ဖုတ်မီ3ခါပြန်ထိုးမယ်ပြီးတော့နောက်ထပ်တစ်ပေါက်မှာကျမတို့ရှက်ကော်
ပြန်ထိုးမယ်ဒီကျိုးညှက်လိုက်တော့မယ်နော်သူ့ပေးနာအပေါက်ထဲမှာတစ်ခါပြန်ပြီးတော့ရှက်ကော်ပြန်ထိုးပါမယ်ဆိုတော့စုပေါင်းကျမတို့က6ရောက်လေးတွေကိုပတ်လေ6ခုထိုးရမှာပေါ့နော်ဆိုတော့3ခုပြီးပြီဆိုတော့နောက်ထပ်6ခုလည်းဒီပုံစံလေးအတိုင်းပဲထိုးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ back loop ကျိုးလေးအတိုင်းပဲထိုးရမယ်နော်6ရောက်9ခုပြီးတဲ့ချိန်ကျရင်ကျမပြန်ပြပေးပါမယ်ဟုတ်ပြီခုတည်းနောက်ဆုံးနေရာရောက်ပြီနောက်ဆုံးနေရာမှာဆိုရင်ဖွမီ3ခုနဲ့နောက်ဆုံးတစ်ပေါက်ထဲမှာရှက်ကော်လုပ်ပြီးတော့မှဆုံးတက်ရမှာပဲဖြစ်ပါတယ်ရှက်ကော်လုပ်ပြီးပြီဆိုရင်ကျမတို့ဖွမီတစ်ခါထိုးမယ်နော်ထိုးပြီးရင်ကျိုးစလေးကိုနည်းနည်းခက်ရှိညက်ပြီးတော့အဆုံးတက်လိုက်ပါမယ်ပြီးတော့ဒီကျိုးကိုလည်းကျိုးကြံတဲ့ကျိုးကိုလည်းကျွန်မခုနကတော့ဖွက်တယ်လို့ပဲပေါ့နော်ကျိုးစားကိုအပ်နဲ့ဒီအယုတ်ရဲ့အထဲမှာဖွက်လိုက်မယ်နော်အဲ့ဒါတော့ကျွန်မမပြတော့ပါဘူးဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျွန်မတို့မျက်လုံးလေးတက်ပါတော့မယ်မျက်လုံး site လေးကိုရွေးချယ်လိုက်တယ်ပြီးတော့ဒီ glue gun လေးနဲ့ပဲကျွန်မကအနေနဲ့လေးတို့ပြီးတော့မှမျက်လုံးလေးကိုတက်လိုက်ပါတယ်ဒီတိုင်းလေးပဲနောက်တစ်ဖက်ကိုလည်းတက်လိုက်ပါတယ်ဆိုမျက်လုံးလေးကတိတိလေးပဲဆိုတော့နည်းနည်းလေးပဲတိုးလိုက်တယ်ပေါ့နော်အဲ့ဒါပြီးရင်မျက်လုံးလေးတက်လိုက်ပါတယ်ဆိုမျက်လုံးလေးတော့ပြီးသွားပြီဟုတ်ကဲ့ပါအခုဒီမျက်လုံးပြီးပြီဆိုတော့ဒီမျက်လုံးအောက်နားကပေါ့နော်အပန်းရောင်လေးပေါ့ဒီပါးနာနေရာလေးထိုးပါမယ်ဆိုတော့ဒီဟာကမျက်လုံးရဲ့ဒီဘေးနာကပေါ့နော်မျက်လုံးအောက်ရဲ့ဘေးတိုင်တူတစ်ခုချားတယ်ပေါ့နော်အနာကကိုထိုးပါမယ်ဆိုတော့ဒီအောက်ဆုံးကနေကျမတို့ခုနကပြတဲ့နေရာလေးကိုထိုးလိုက်ပါမယ်အဲ့ဒါပြီးရင်တော့ဒီကျိုးအစုံနေရာလေးမှာနည်းနည်းလေးခြိထားလိုက်မယ်ပေါ့နော်အဲ့ဒါမှကျမဒီကွန်းထဲမှာတူကအထက်ကဆီလင်ကွန်းထဲမှာညှိနေအောင်လို့လေတမင်အလိုနည်းနည်းခြိလိုက်ပါတယ်အဲ့ဒါပြီးရင်တော့တိုင်တူ2ခုစာလောက်တော့ဒီမျက်လုံးရဲ့အောက်တက်မျက်လုံးရဲ့အောက်တက်နေရာမှာကျမကဒီလိုမျိုးထိုးလိုက်တယ်အဲ့လိုမျိုးကျမ2ခါလောက်ပါမယ်နော်ဒါလေးကတစ်ခါအဲ့တိုင်းကျမနောက်တစ်ခေါက်လှုပ်လိုက်ပါတယ်ဆိုတော့2ခါပြစ်သွားပြီနော်အဲဆိုရင်ဒီဖက်ကနေပြီးတော့မှနောက်ထပ်မျက်လုံးတစ်ဖက်ကိုကူးမယ်အဲ့ဒီအပေါက်ထဲကိုပဲအပြန်ထည့်တယ်ပြီးတော့နော်ကိုထွက်လာမဲ့ဒီအပေါက်နေရာမှာတခါတည်းထိုးလိုက်တယ်ပြီးတော့ဒီမျက်လုံးအောက်နေရာမှာခုနအတိုင်းလေးပဲဒီအပန်းရောင်ဟိုဗောလေဟာလေးနှစ်ခါထိုးလိုက်မယ်ဒီလိုမျိုးလေးဖြစ်တာရနော်အဲ့ဆိုရင်ဒီကျိုးတော့ဒီမှာကတခြားခိုင်အောင်လို့ဟိုဒီကွန်းထဲမှာပဲလိုက်ထိုးလိုက်ပါတယ်အဆုံးတက်ကိုတော့ဒီမှာကဟိုအောက်ဆုံးမှာပဲထိုးပြီးတော့မှကျိုးကိုညက်ပြီးအဆုံးတက်လိုက်ပါမယ်ဆိုတော့ပါးလေးလည်းပြီးတော့မျက်လုံးလည်းပြီးတော့ဆိုတော့နှခမ်းပြန်ပြီးတော့မှထိုးမယ်နော်ဒီပစက်ကိုတော့အချီကျိုးအမဲလေးနဲ့ပဲလှုပ်လိုက်ပါတယ်ဆိုတော့ခုနအတိုင်းပဲဒီအောက်ဆုံးနေရာကနေပဲစထိုးမယ်ဆိုတော့ပစက်ကိုကြတော့ကျမတို့ကဒီနေရာလေးမှာထိုးမှာပေါ့နော်ဒီနေရာလေးမှာထိုးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကအဲ့ဒီအပေါက်ရောက်တဲ့အဲ့ဒီအပေါက်ကိုအောက်ဆုံးကနေထိုးပါမယ်ဒီလိုမျိုးထိုးလိုက်မယ်နော်ခုနအတိုင်းပဲကျမတို့ဒီနောက်ဆုံးနေရာလေးမှာနည်းနည်းလေးခြိလိုက်မယ်ဆိုတော့ဆီလီကွန်ထဲမှာတူကတော့ညှိနေအောင်လို့ခြိလိုက်တာပေါ့နော်နည်းနည်းဆွဲလိုက်ဟုတ်ပြီပြီးရင်ပါဇက်နေရာကခုနကျမပြထားတဲ့ဒီမှာပေါ့နော်သူအတိုင်းတူ2ခုစာနေရာလောက်ရှိတယ်
အဲ့နေရာမှာထိုးမယ်ဒီလိုမျိုးလေးဖြစ်မယ်ဆိုတော့နည်းနည်းပြုံးနေတယ်လို့ဖြစ်အောင်လို့အောက်ကိုကြိုးနည်းနည်းဆွဲလိုက်မယ်ပြီးတော့အဲ့အောက်နေရာလေးမှာကျမကဘောနော်တခါလေဒီအပေါ်ကကြိုးလေးကိုအောက်ကိုဆွဲထားတယ်လို့မျိုးဖြစ်အောင်လို့အမှတီးတီးလေးချုပ်လိုက်တယ်ပေါ့နော်ဒီလိုမျိုးလုပ်လိုက်တယ်အဲ့လိုမျိုးအပေါ်ကကျိုးကိုအောက်မှာတစ်ခါဒီလိုဆွဲလိုက်တယ်အဲဆိုရင်ပြုံးထားတယ်လို့လေးဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီအဆုံးတက်ကိုလည်းကျွန်မခုနတိုင်းမဲ့ဒီအောက်ဆုံးနေရာလေးမှာပဲလာပြီးတော့ကျိုးညက်ပြီးမှအဆုံးတက်လိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့ထိုးရလွယ်ကူတဲ့ baby octopus လေးထိုးလို့ပြီးသွားပါပြီအပေါ်မှာတော့ချိတ်ကိုအဆင်ပြေတဲ့ဟာလေးပဲရွေးပြီးတော့မှသူ့ရဲ့ခေါင်းမှာချိတ်လိုက်ပါတယ်ဟုတ်ကဲ့ပါအခုဆိုရင်အရန်ထိုးရလွယ်ကူပြီးချစ်စရာကောင်းတဲ့ baby octopus keychain ထိုးနည်းလေးထိုးလို့ပြီးသွားပါပြီချစ်ရွှာပေးတဲ့ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြိုင်ပြန်တွေ့ကြပါမယ်အားလုံးပဲတတ်တာ